င်္ဂလာပါဒီနေ့2026ခုနှစ်ဖေဖော်ဝါရီလ15ရက်တနင်္ဂနွေနေ့ဖရန်ဖန်ရဲ့အပတ်စဉ်တအန်ပိုဂရင်းနီသတင်းပူပေါင်းထုတ်လွှင့်မှုကိုတင်ဆက်ပေးပါမယ်ဒီနေ့မှာကြောင်မဲမှာစစ်ကောင်စီတပ်ကစစ်မှုထမ်းဖို့စတင်ခေါ်ယူတဲ့သတင်းဖားဆောင်တန်လွင်တရားဖြတ်တန်းခွင့်ယာယီပိတ်တဲ့သတင်းနဲ့ PNO စီးပွားရေးသမားနဲ့အာဏာပိုင်တို့အတင်းဖယ်ရှားဖို့လုပ်ရင်အောင်စီလုံးမှုနဲ့ရင်ဆိုင်သွားမယ်လို့ဟိုပုံးမြေသိမ်းခံရတဲ့တောင်သူတွေပြောတဲ့သတင်းပါဝင်တပတ်တွင်ထူးခြားသတင်းတွေကိုကြားကြမှာပါပထမဆုံးအနေနဲ့တအန်ဒေတာရင်သတင်းတွေကိုတင်ဆက်ပေးချင်ပါတယ်နောင်ချုံမြို့နယ်မှာအသက်8နှစ်အရွယ်ကလေးငယ်တူဦးပါဝင်အမျိုးသမီး3ဦးကကြံခုတ်ရင်းနဲ့ကြံခင်းတွေကကျိုးမိုင်းထိမိတာကြောင့်ပောက်ကွဲမှုဖြစ်ပြီးဒဏ်ရာရရှိခဲ့ကြောင်းကိုယ်တိုင်ကြုံခဲ့ရသူအမျိုးသမီးရဲ့ပြောဆိုချက်အရသိရှိရပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ17ရက်နေ့မနက်7:00နာရီဝန်းကျင်မှာနောင်ချုံမြို့နယ်ကုန်းစံကျေးရွာနဲ့15မိနစ်ဝန်းကျင်သွားရတဲ့ကြံခင်းတွေကိုကြံခုတ်ရင်ကျိုးမိုင်းကိုခြေထောက်နဲ့နင်းမိခဲ့တာဖြစ်ပါတယ်။မိုင်းမျိုးထက်ရှိမှာကိုဆိုရင်တော့ကြောင့်အဲ့ဒီကြံခင်းကိုလည်းဒီနေ့အထိဘယ်သူမှလာမခုတ်ရဲကြတော့ဘူးလို့သူမကဆိုပါတယ်။ဒဏ်ရာရသွားတဲ့8နှစ်အရွယ်ယွန်းဟဒီကနှစ်ထင်ပေါက်တာနဲ့မိခင်ဖြစ်သူအသက်33နှစ်အရွယ်မတ်အေးအေးတောင်းဟာဦးခေါင်းပေါက်ခဲ့တယ်လို့အသက်30နှစ်အရွယ်မောင်နှမ2ဦးဖြစ်တဲ့မတ်ဆန်းညိုက6ထောက်ပေါက်ပြဲတာမတ်ဆန်းပိုက6ထောက်နဲ့နောက်ကျော်ပေါက်ခဲ့ရပါတယ်။လက်ရှိမှာတော့၎င်းအမျိုးသမီး2ဦးဟာနောက်ကျော်ပြည်သူဆေးရုံကြီးမှာဆေးကုသမှုခံယူနေတယ်လို့ဆိုပါတယ်။မြေယာထဲလောက်ကင်စားတောက်ဖို့လိုအပ်တာကြောင့်တပ်ဆိုင်ရာတွေကစစ်ကြံလက်နက်နဲ့မြေမြုပ်မိုင်းတွေရှင်းလင်းပေးကြဖို့ရွာကန်တွေကတောင်းဆိုထားပါတယ်။စစ်ကောင်စီတပ်ကပြန်လည်ထိန်းချုပ်နိုင်ခဲ့တဲ့ရှမ်းမြောက်ကြောင်မဲမြို့မှာစစ်မှုထမ်းဖို့အတွက်စစ်ကောင်စီတပ်ကစတင်ခေါ်ယူနေပြီလို့ကြောင်မဲမြို့ကန်တွေကရွှေပြည်မြို့ကိုပြောပါတယ်။စစ်ကောင်စီတပ်ဘက်ကအုပ်ချုပ်ရေးမှုတွေကိုအစည်းအဝေးခေါ်ယူပြီးလာမယ့်ဖေဖော်ဝါရီလတတိယအပတ်မှာစစ်မှုထမ်းမဲ့သူတွေကိုအသင့်ပြင်ထားဖို့ပြောဆိုခဲ့တယ်လို့အုပ်ချုပ်မှုတွေနဲ့နှီးဆက်သူတို့ကရွှေပြည်မြို့ကိုပြောပါတယ်။စစ်ကောင်စီတပ်ဟာကြောင်မဲမြို့ကိုပြန်လည်ထိန်းချုပ်ပြီးတဲ့နောက်၄လကျော်အကြာမှာစစ်မှုထမ်းဖို့စတင်ခေါ်ယူတာဖြစ်ပါတယ်။တန်တက်မှာတော့ PSLF TNL တွေကတိုက်ခိုက်သိမ်းပိုက်ပြီးထိန်းချုပ်ခဲ့တဲ့ကြောင်မဲမြို့ကိုစစ်ကောင်စီတပ်ကပြီးခဲ့တဲ့2025ခုနှစ်အောက်တိုဘာလအထက်မှာပြန်လည်သိမ်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဆက်လက်ပြီးတော့ Green Data တွင်သတင်းတွေကိုတင်ဆက်ပေးချင်ပါတယ်။ Green ပြည်ဖားဆောင်မြို့နယ်ကတန်လွင်တရားဖားဆောင်ကိုစစ်ရေးချီနေယာယီပိတ်ထားတယ်လို့သိရပါတယ်။ဖားဆောင်မှာစစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်တွေကတိုက်ပွဲဖြစ်ပွားနေတဲ့အတွက်ယာယီပိတ်တာလို့Green မြို့သားများကာကွယ်တပ် KNDF ရဲ့ဗဟိုပြန်ကြားရေးတာဝန်ခံတာအေဆိုးကဖရန်ဖန်ကိုပြောပါတယ်။တရားကိုဘယ်တော့မှပြန်ဖွင့်ပေးမယ်ဆိုတာကိုမသိရသေးကြောင်းစစ်ကောင်စီတပ်ကဖားဆောင်တဲ့နေတစ်ဝိုက်ကိုစစ်ကြောင်းထိုးဝင်ရောက်နေတာရှိပေမဲ့မြို့ရဲထိပြန်ရောက်နေတာတော့မဟုတ်ဘူးလို့တာရီဆိုကပြောပါတယ်။ဖရူဆိုတားလဲလမ်းမကြီးပေါ်နဲ့နမ်ဖဲကြီးရွာတွေကိုလည်းစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလာတဲ့အတွက်ဒီမော့ဆိုဖရူဆိုထားလဲနမ်ဖဲပေါ်လခဲလမ်းမကြီးကိုဖေဖော်ဝါရီလ6ရက်နေ့ကနေစပြီးရက်အကန့်အသတ်မရှိပိတ်ထားတယ်လို့ KNDF ကထုတ်ပြန်ထားပါတယ်။ Green ပြည်ဒီမော့ဆိုမြို့နယ်နောက်ဖက်ခြံကျေးရွာတစ်ခုကရေတွင်းထဲမှာတွေ့ရှိထားတဲ့အယိုးစုတွေကိုပြန်လည်တည်ယူခဲ့ပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ17ရက်နေ့မှာ Green ပြည်ဂျာကာလာအုပ်ချုပ်ရေးကောင်စီ IEC ရဲ့အရေးပေါ်ကယ်ဆယ်ရေးဌာနခွဲ KNDF တပ်ရင်းခွန်ဖြူစင်မြတ်တာနိုင်ရဲ့ကူညီမှုအသင်း KSP ကာလာလာတာနဲ့ဒေသခံပြည်သူတွေပူးပေါင်းဆယ်ယူခဲ့ကြတာပါ။အယိုးစုတွေဟာလူယိုးစုတွေဖြစ်ပြီးတော့အလောင်း3လောင်းထက်မနည်းရှိနိုင်တယ်လို့ IEC အရေးပေါ်ကယ်ဆယ်ရေးဌာနခွဲရဲ့စေမှုအတ်ဝါကဖက်ဒရယ်ဖန်ကိုပြောပါတယ်။အဲ့ဒီလူယိုးစုတွေကိုဒေသခံပြည်သူတွေကတလေးလုံးစစ်စင်ရေးပြီး2023ခုနှစ်ကနေစပြီးတွေ့ရှိခဲ့တာပါ။ကျေးရွာထဲမှာစစ်ကော်မရှင်တပ်ကဝင်ရောက်တပ်ဆွဲနေထိုင်စဉ်ကတည်းကအနီးနားဝန်းကျင်မှာဒေသခံပြည်သူ10ဦးထက်မနည်းပျောက်ဆုံးနေခဲ့ပြီးတော့အခုအထိပြန်မတွေ့ရသေးဘူးလို့ဆိုပါတယ်။ခုလက်ရှိရေတွင်တဲကနေဆယ်ယူရရှိခဲ့တဲ့လူယိုးစုတွေကိုဘာသာရေးရနဲ့ရွာရဲ့ဒလိထုံးစံရဇာပနာအခမ်းအနားပြုလုပ်ပြီးတော့တင်းချိုင်းမှာမြေမြုပ်တကြိုပေးခဲ့တယ်လို့သိရပါတယ်။နောက်ဆုံးအနေနဲ့ပိုးဒေတာရင်သတင်းတွေကိုတင်ဆက်ပေးချင်ပါတယ်။ PNO စီးပွားရေးသမားတွေနဲ့အာဏာပိုင်တွေကဟိုပုံးမြို့ညောင်ဘက်ရွာဒေသခံနေအိမ်200ကျော်ကိုအတင်းအဓမ္မဖယ်ရှားဖို့လှုံ့ဆော်နေတာကြောင့်မြေသိမ်းခံရသူတောင်သူတွေကစီလုံးချင်းနဲ့ရင်ဆိုင်သွားမယ်လို့ဖေဖော်ဝါရီလ23ရက်နေ့ကသတင်းစာရှင်းလင်းပွဲပြုလုပ်ချိန်မှာပြောဆိုသွားပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းဟိုပုံးကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဟိုပုံးမြို့နောင်တောင်ပရဟိတကျောင်းတောင်ဘက်အရှိတ်ဘက်ဒေသမှာရှိတဲ့မြေနေရာပေါ်နေထိုင်တဲ့ပြည်သူတွေကိုကျူးကျော်တယ်လို့ဆွဆွဲပြီးတော့ဖယ်ရှားဖို့ PNO စီးပွားရေးသမားနဲ့အာဏာပိုင်တွေကကြိုးစားနေတာပါ။ဒီမြေတွေဟာဘိုးဘွားတွေလက်ထက်ကတည်းကလောက်ကင်စားတောက်လာခဲ့တဲ့မြေဖြစ်တယ်။အခုဆိုရင်မြေတံပိုးတွေတက်လာတော့ကြိုးစီးပွားရေးသမားငွေရှင်တွေကလူယူဖို့ကြိုးစားလာတာပါ။အဲ့ဒါကိုအာဏာပိုင်နဲ့ပေါင်းပြီးမြေလွတ်မြေဟိုင်းပါလို့ပြောလာလို့
အဲ့ဒီမြေကမြေလွတ်မြေရိုင်းမဟုတ်ဘူးလို့တောင်သူတူကခန့်သာကောင်းကိုပြောပါတယ်အဲ့ဒီမြေဟာ1992ခုနှစ်ကတည်းကတောင်သူတွေတောင်ရစိုက်ပျိုးလုပ်ကိုင်ခဲ့တာဖြစ်ပြီး1992ခုနှစ်မှာတိုင်းဗဟိုတပ်ကသိမ်းယူခဲ့လို့စစ်တပ်ထံတောင်သူတွေကအတနာခံပြီးတီးစားချနဲ့တေကကို3000ကနေ6000ထိငှားရမ်းလုံဆောင်ခဲ့ကြတာဖြစ်ပါတယ်အဲ့ဒီမြေပေါ်မှာစိုက်ပျိုးလုပ်ကိုင်ပြီးတောင်သူတွေကသားသမီးပညာရေးစောင့်နေရေးတက်ကြီးရွယ်အိုတွေအတွက်အသက်မွေးဝမ်းကြောင်းပြုလုပ်ခဲ့ကြတာပါBNO စီဝိုင်းသမားနဲ့အာဏာပိုင်တွေကမြေလွတ်မြေရိုင်းဆိုပြီးအဲ့ဒီမြေပေါ်နေထိုင်တဲ့ပြည်သူအင်ချီ200ကျော်ကိုဖေဖော်ဝါရီလ29ရက်နေ့နောက်ဆုံးထားပြီးဖယ်ပေးဖို့စာထုတ်ပြီးမဖယ်ပေးပါကအင်အားသုံးဖယ်ရှားသွားမယ်လို့ချိန်ချောက်ခဲ့ပါတယ်အဲ့ဒီမြေသိမ်းခံရတဲ့ထဲမှာပါဝင်တဲ့ရွာတွေဟာနန်းပေါ်ခွန်ရွာဖျားပြူရွာမြို့ဦးကလာကုန်းနောင်ခွီပပင်းကုံပလိုနောင်ရတဲရွာကပြည်သူလူထုမြေယာတွေဖြစ်ကြပါတယ်လက်တလောဖယ်ရှားဖို့လှုပ်ဆောင်တဲ့ထဲမှာမြေက625ဧကဖြစ်ပြီး2018ခုနှစ်ကတည်းကခိုးဘုံနည်းပညာတက်မှဓာတ်မှန်ဆွလွတ်ခဲ့တဲ့မြေဖြစ်တယ်လို့တောင်သူတွေကပြောပါတယ်။ PNO ပြည်သူစစ်ကအင်အားလုံးရင်းနဲ့စစ်ကြောင်းထိုးလာလို့ PNO ဌာနချုပ်ရှိရာကဒူးကြီးဒေသမှာဖေဖော်ဝါရီလ1ရက်နေ့ကနေစပြီးအခုထိတိုက်ပွဲပြင်းထန်နေပြီးပြည်သူထောင်ကျော်စစ်ပေးတိမ်းရှောင်နေရတယ်လို့ဒေသခံတွေထံကနေသိရပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းမောက်မယ်မြို့နယ်ကဒူးကြီးဒေသ PNO စစ်ဌာနချုပ်ရှိရာဗမ်းမတ်ဒေသကို PNO ပြည်သူစစ်နဲ့စစ်တပ်တို့ပေါင်းပြီးအင်အားအများပြားနဲ့ထိုးစစ်ဆင်လာလို့တိုက်ပွဲတွေပြင်းထန်လာပါတယ်။မောက်မယ်မြို့နယ်ဟိုနန်းဘက်မှာတောင်ဘက်ကိုစစ်ကြောင်းထိုးလာပြီး PNO စစ်ဌာနချုပ်ရှိတဲ့ဗမ်းမတ်ဒေသရဲ့မြောက်ဘက်ဟိဘွာရွာဘက်ကို PNO ပြည်သူစစ်ကအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်တယ်လို့နောင်ထော်ဘက်မှာလည်းစစ်တပ်နဲ့ပေါင်းပြီးထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ PNO ပြည်သူစစ်က PNO ဌာနချုပ်ကိုရရှိဖို့စစ်မှုထမ်းစုဆောင်းထားတဲ့ပြည်သူစစ်ရဲဘော်တွေရဲ့အသက်ကိုအလေးမထားဘဲရှစ်တက်ခိုင်းထားတာကိုလည်းတွေ့ရတယ်လို့လက်နက်ကြီး drone မျိုးစုံအသေးခံ drone တွေနဲ့အသုံးပြုပြီးလက်နက်အသားနည်းပညာအသားနဲ့ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။လက်ရှိမှာတော့နာဟိဒေသဘက်ကိုစစ်ချောင်းတွေ1000ကျော်ရောက်ရှိနေပြီးစားနပ်ရိက္ခာကျန်းမာရေးဆောက်ရှောက်မှုနဲ့ရေခက်ခဲကြုံတွေ့နေရတယ်လို့သိရပါတယ်။ PNO ပြည်သူစစ်ဟာစစ်ကြောင်းထိုးရင်အပြစ်မဲ့ရွာသားနေအိမ်တွေကိုလည်းမိရှုဖျက်ဆီးတာတွေလုပ်သလိုအသေးခံ drone တွေကြောက်လည်းပြည်သူနေအိမ်နှလုံးပျက်စီးခဲ့ရပါတယ်။ရွှေဖီမြေတအန်သတင်းဌာန The People Fight ခန့်သာခေါင်းပိုသတင်းဌာနနဲ့ Greeny ခြေဆိုင် Federal Fund တို့ကတင်ဆက်တဲ့တပတ်တွင်တအန်ပို Greeny သတင်းပူးပေါင်းထုတ်လွှင့်မှုကိုကြားခဲ့ကြတာပါကျွန်တော် Soft Victory ပါ